โอเคမင်္ဂလာပါထုံးစံတိုင်းပဲ DBS ကနေပြန်ကြိုဆိုပါတယ်ဒီနေ့ကကျွန်တော်တို့ထုံးစံတိုင်း Monday เนาะ analysis video လေးလုပ်ရမယ့်အချိန်ပေါ့နော်ဒီဘက်ကကျွန်တော်ပြောရဲဟာ back and mail တဲ့ကိုသစ္စာကျွန်တော်ကိုသစ္စာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ market ရဲ့သဘောတရားအရအောင်ကျွန်တော်အဲ့ဒီကလေးကပြောပါတယ်ဒီ8000ကို Bitcoin က body ပိတ်ပြီးတော့ break မယ်ဆိုလို့ရှိရင်အပေါ်တက်မယ်လို့ကျွန်တော်အဲ့ဒီကလေးကပြောရဲအကယ်၍ မ break နိုင်ဘူးဆိုလို့ရှိရင်အောက်ကိုကျမယ်လို့ကျွန်တော်ပြောတာနော်8400မှန်းနေအဲ့တော့ကျွန်တော်ကအဲ့ဒါပြီးနောက်တစ်နေ့မှာတော့ body break သွားတယ် break ပြီးတော့သူကတစ်ခေါက်ပြန်ဝင်တယ်နောက်တစ်ခေါက်ထပ်ပြီးဒီလို break တဲ့အချိန်မှာကျွန်တော်တို့က trade တွေကတော့ဝင်လို့ရခဲ့တာပေါ့နော် trade ဝင်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကနေဝင်လို့ရခဲ့တယ် stop loss ကိုဒီအောက်မှာထားလို့ရတယ်လောလောကင်ကင်ဘယ်အထိလဲဆိုလို့ရှိရင်ဒီဟိုအထိပေါ့1.6 R လောက်ရနိုင်ကြီးရှိရဲ့9300အထိကိုဝင်လို့ရခဲ့လေ live ပဲပေါ့နော်ဆိုကျွန်တော်ကတော့ကျွန်တော် trade နှစ်ခုဆိုတာ bot နှစ်ခုကျွန်တော်ဖွင့်ခဲ့တာပထမတစ်ခုကဘာလဲဆိုလို့ရှိရင်ဒီ spot grid bot ပေါ့နော် spot grid bot ကိုကျွန်တော်ဘယ်နာကဖွင့်ခဲ့လဲဆိုလို့ရှိရင်ဒီမှာပြမယ်ဒီလယ်နာလောက်ကနေကျွန်တော်ဖွင့်ခဲ့တာဒီလယ်နာလောက်ကနေဖွင့်ခဲ့ဆိုအခု9300နဲ့ဒီ8400ကြားပါနော်8400ကြားတကယ်အဲ့လောက်မှကျွန်တော်ဖွင့်ခဲ့တယ်ဒီအောက်မှာကျွန်တော်ဖွင့်ခဲ့တယ်အခုကျွန်တော်ရဲ့ spot grid bot ကကျွန်တော်အမြတ်ရနေပြီပေါ့နော်ပြီးတော့နောက်တစ်ခုကကျွန်တော် Solana ကိုလည်းကျွန်တော်ဖွင့်နေတယ်အဲဒီပြီးရင်ပြနော်โอเคအဲ့တော့ဒီဘက်ကကျွန်တော်တို့ထုံးစံတိုင်း9300ပြည့်ထိသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီဘယ်ကိုပြောင်းသွားလဲဆိုလို့ရှိရင်9300 level ဒီ market ရဲ့ဒီမကျော်နိုင်တဲ့ zone ပြန်ရောက်လာပြီเนาะဆိုတော့ကျွန်တော်တို့မှာဒီအခုချိန်မှာ market ဒီထုံးစံအတိုင်းဖြစ်နေတဲ့ဒီပြီးခဲ့တဲ့ဒီmonths ပေါ့နော်လနဲ့ချီပြီးဖြစ်နေခဲ့တဲ့ price action အရာ8400နဲ့ဒီ9300ကြားဒီတောက်လျှောက်သွားနေခဲ့တဲ့နေရာဖြစ်တယ်။ဂျားထဲမှာအလဲအနေနဲ့ဒီ price ရဲ့ control point အနေနဲ့8800နေရာရှိခဲ့တယ်။ဟုတ်နော်။ဆိုတော့ဒီမှာကျွန်တော်တို့ဟိုအနေကြည့်မယ်ဆိုရင်fixed range volume profile ကျွန်တော် volume profile တစ်ခုနဲ့ကျွန်တော်ဒီမှာထောက်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ control point တွေ့လား။ကျွန်တော်တို့ control point က8400နဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာဒီနေရာမှာရှိတယ်နော်ဒီအောင်ကနေဒီအထိထောက်မယ်ဆိုရင်နော်ဒီမှာကြည့်လိုက်ဒီ8000နဲ့8000ဒီနေရာလေးဒါ control point နေလားအဲကျွန်တော်တို့ဒီမှာ control တဲ့ point ကွက်တိပဲဒီနေရာမှာပဲကျွန်တော်တို့ volume များလှုပ်ရှားသွားပြီးတော့အပေါ်ကိုအခုတက်သွားတာပေါ့နော်ဆိုတော့9300ဒီ reject လုပ်နေတယ်ခုနကတော့ကြည့်လိုက်တော့ reject အခုဒီနေ့ပြန်တက်သွားအဲ့တော့ဒီပေါ်မှာ body မပိတ်ဘူးဒီလိုမျိုးဒီ shooting star လေးလှလေးပေါ်ပြီးတော့မှဒီအရှိမလဲကျွန်တော်တို့ဒါ equity ကျွန်တော်တို့ liquidity ရှိတယ် liquidity ကိုကျွန်တော်တို့ဒီမှာ switch လုပ်ပြီးတော့ဒီမှာလေဒါမျိုး short ချလို့ရခဲ့တာပေါ့နော်ဆိုတော့ဒီကောင်းကိုမကြော်နိုင်ဘူး shooting star နဲ့ကျွန်တော် reject လုပ်ပြီးတော့မှလှလေးပြန်ဆင်းသွားပြီး8800ဒီပြန်ထိရလဲဖြစ်နိုင်တယ်ဒါအခုဖြစ်နိုင်ခြင်းနှစ်ခုပေါ့နော်ဒါမှမဟုတ်ဒီကောင်း body သေးချာပိတ်သွားပြီဆိုလို့ရှိရင် body သေးချာပိတ်သွားပြီဆိုလို့ရှိရင်နောက်ထပ်ဒီ9300ဈေးကို reject တစ်ခါပြန်လာပြီးထိပြီးအမှ hammer လိုမျိုးလှပလေးပေါ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကနောက်ထပ် next trade အနေနဲ့ဒီကြားထဲမှာရှိတဲ့ဒီFVG တို့ဘာလို့စီเนาะတသိန်းဈေးတဲ့ပတ်ချလဲဒီနားကနေတက်ချလာပြီးဒီတောက်အထိဖြစ်လာနိုင်ရေးရှိတယ်เนาะဒါကဖြစ်နိုင်ကြီးပါเนาะဒါပေမဲ့ကျွန်တော်အနေနဲ့အာသနာကတော့ကျွန်တော်ကဒီမှာ reject လုပ်မယ်ဒီမှာ shooting star ပေါ်ပြီးသွားရင်ဒီ8800စီကိုတော့ထိမယ်လို့ကျွန်တော်ထင်တာပေါ့เนาะဆိုတော့ဒါပေမဲ့ကျွန်တော်ကဒီမှာတစ်ခုပြောချင်တာ price ကိုကျွန်တော်တို့ကခံမှန်းလို့မရဘူး predict လုပ်လို့မရဘူးတကယ်ကလေအဲ့ price ပြတဲ့ဟာကိုကျွန်တော်တို့က react လုပ်ရမှာเนาะဒီမှာဆိုလို့ရှိရင်ဒီမှာအခုကျွန်တော်တို့ဖြစ်စေချင်တာဘယ်လိုဆိုကျွန်တော်တက်စေချင်တာပေါ့ကျွန်တော်အောက်မှာဝယ်ထားခဲ့လို့ဟိုးပေါ်တက်စေချင်တာဒါပေမဲ့ကျွန်တော်တက်စေချင်တိုင်းတက်လို့မရဘူးဒီမှာ rejection နဲ့သူ့ရဲ့ price action အရာ counter ပေါ့နော်ဒီလိုမျိုး reversal ပြန်ဦးမယ်လို့ဟိုပြလို့ရှိရင်ကျွန်တော်ကဒီမှာ light short trade ကိုဝင်ရမှာပဲအဲ့လိုမှမဟုတ်ဘဲနဲ့ break သွားပြီဆိုလို့ရှိရင်လည်းအပေါ် long trade ကိုဝင်လို့ရသွားမှာပဲเนาะဆိုတော့ဒါကတော့ကျွန်တော် price ကို react လုပ်ရမယ့်ပုံစံ okay အဲ့တော့ next week အတွက်ကိုကျွန်တော်ခံမဲ့ပို့အတွက်ကဒီ9300ကို body ပိတ်မလားဒါမှမဟုတ်လို့ရှိရင်မပိတ်ဖဲနဲ့ reject လုပ်မလားအဲ့ပုံမှာမူတည်လိမ့်မယ်เนาะ Ethereum USDT ထုံးစံတိုင်းကျွန်တော်0.5အောက်မှာဝယ်ထားခဲ့တဲ့သူတွေကျွန်တော်စပြီးတော့ဒီပေါ်စတက်တာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဒီကြားထဲမှာကျွန်တော်တို့ဝယ်ခဲ့တဲ့သူတွေကဒီလိုတွေ့ရမယ်ဒီကနေ့2950ကို6300ကဝယ်ခဲ့တာဆိုလို့ရှိရင်เนาะ
တော်တော်လေးမစိုးဘူးပေါ့နော်လောလောဆယ်အမြဲတော်တော်ဟိုလောက်ရနေပေါ့နော်ဒါဆိုတော့ percentage တစ်ခုရနေနော် okay အဲ့တော့သူလည်းထောက်ဆန်နိုင်မယ်ကျွန်တော်တို့ဒီဂျားထဲမှာပဲသွားနေအဲ့တော့ကျွန်တော်တို့ဒီရေးကြီးတဲ့ point တွေကဥပမာဆိုလို့ရှိရင်3600ရတယ်သူက2950အခုကအလဲတက်တဲ့မှာရောက်နေအဲ့2950 3600ရဲ့အလဲတက်တဲ့ 0.5 ကို reject လုပ်နေတာကိုတွေ့ရလိမ့်မယ် okay နောက် BNB ကလည်းစပြီးတက်လာခဲ့ရနေ break သွားတယ်အဲ့တော့ကျွန်တော် BNB ကိုအောက်မှာ accumulate လုပ်ထားခဲ့တဲ့ဟာတွေဟိုဆိုနည်းနည်းလေးအမြင်ရနေတာရှိတယ်ဒါပေမဲ့ BNB ကကျွန်တော်ကင်ထားမှာဘာလို့လဲဆိုတော့ BNB ကိုကျွန်တော်ကholder airdrop ရတဲ့ကြောင့်ကျွန်တော်ကင်ထားမှာနော်ဆိုတော့ BNB ကလည်းကျွန်တော်လောလောဆယ်အရေးကြီးတဲ့ဒီ900ပေါ့နော်ဒီမှာဒါဒီဈေးတန်းဒီရှေ့မှာသူ reject လုပ်ခဲ့တဲ့ဈေးတန်းအဲ့တော့အဲ့900ကိုထိနေပြီအဲ့တော့အဲ့ဒီကြခင်ကျွန်တော်တို့ဒီ900ပေါ်မှာ break ပြီးတော့ခုန Bitcoin လိုမျိုးပဲ break ပြီးတော့အပေါ်ကိုဆက်တက်မလားဒါမှမဟုတ်လို့ရှိရင်ဒီ level ကိုပြန်နေအောင်လားဆိုတာပြန်စောင့်ကြည့်အောင်နော် Solana အကြောင်းကိုကျွန်တော်ဟိုရက်ကတခါတည်းကျွန်တော်ဒီမှာဆွဲပြထားတယ်အခုဒီမဖြတ်ရသေးဘူးနော်ဆိုတော့ဒီမှာကျွန်တော်တို့ accumulate ကျွန်တော်ရက်နဲ့ကြည့်ပြီးတော့ weeks နဲ့ကြည့်ပြီးတော့ကျွန်တော်ဒီမှာ accumulate လုပ်ခဲ့တယ်ဝယ်စုခဲ့တယ်အခုစုခဲ့တဲ့ဟာကအခုဒီမှာအပေါ်တက်တော့အမြင်တော့စရနေပြီနော်ဒါပေမဲ့ကျွန်တော်တို့ဒီမှာစုခဲ့တဲ့ဟာအကုန်လုံးဒီလောက်အမြင်နဲ့ကျွန်တော်တို့မထုတ်ဘူးဒီအောက်ကျရင်ကျွန်တော်ပြန်စုဖို့ပဲကျွန်တော်စဉ်းစားတယ်နော်အခုကဲ Bitcoin ဒီမကြော်နိုင်မဲနဲ့အောက်ကိုဆက်ကျသွားပြီးတော့ကျသွားရဆိုလို့ရှိရင် Solana ကလည်းဒီအောက်ကိုဆက်ကျမှာပဲအဲ့တော့ဒီဂျားထဲမှာကျွန်တော်စုဖို့ပဲကြိုးစားမယ်ဘယ်လောက်စုကျွန်တော်ဒေါ်လာ1000ချီပြီးတော့ကျွန်တော်စုနိုင်တယ်စုပြီးသွားလို့ရှိရင်ကျွန်တော်130ရဲ့အောက်မှာဆိုလို့ရှိရင်250 order high ကိုပြန်ရောက်ရင်ကျွန်တော်ကနှစ်ဆမြတ်ပဲ160ရဲ့အထက်180ပေါ့နော်180လောက်ကြာမှကျွန်တော်ကရောင်းမှုစဉ်းစားမယ်ကျွန်တော်ဆိုရင်ဒီမှာဝယ်ထားတဲ့ဟာတွေကိုကင်ထားမယ်180ကြာရင်စရောင်းမယ်180နဲ့200ကြာရင်နည်းနည်းပိုရောင်းမယ်250မှာတော့ 10% လောက်ပဲ channel အထိရောင်းမှာပေါ့နော်ဆိုတော့အဲ့လိုစဉ်းစားတာနော်ဆိုတော့အခုတော့ကျွန်တော်ရဲ့ DC bot ကိုကျွန်တော်ခဏရက်ထားလိုက်တယ်အဲ့ဒါကိုဒီနေရာမှာကျွန်တော်အခုကြော်ဝိုင်းကျွန်တော်ရက်ထားလိုက်ပြီးရင်သူဆက်တက်သွားလို့ရှိရင်ကျွန်တော်အတက်နဲ့လိုက်သွားမယ်180လောက်ကျွန်တော်ပြန်ထုတ်ကဲပြန်ကြခဲ့တယ် Bitcoin နဲ့သူတို့ပြန်ကြခဲ့တယ်ဆိုလို့ရှိရင်ဒီအောက်မှာကြတယ်ဆိုလို့ရှိရင်ကျွန်တော်ထပ်ပြီးတော့ accumulate ထပ်စုနော်ဒါကျွန်တော်ရဲ့ plan okay အဲ့တော့ market ကတော့အခုဒီမှာဆိုရင်ပြောနေနေကျွန်တော်တို့ဒီ9300ဖောက်ဖို့ကြိုးစားနေတယ်9300ဒီနေ့ clean break ဖောက်နိုင်ခဲ့ဆိုရင်ဆိုအောင်တော့ဗောနော်နည်းနည်းပြန်ပြီးတော့နောက်ကိုပြန်ဆုပ်ပြီးတော့မှဒီ9300မြင်းကို reject ပြန်လုပ်တာကိုတွေ့ရတဲ့ hammer candle လိုမျိုးကောင်းကောင်းတွေ့ရမှပဲကျွန်တော်တို့အဝယ်ဝင်ပြီးတော့တသိန်းထီကိုဆက်သွားတင်တယ်တသိန်းနားထီပေါ့နော်ဒီနားလောက်ရင်တော့ first အတားအဆီးရဒီမှာ9600 900 800အဲ့လောက်မှရှိတဲ့ဒီfair value gap တခုရှိမယ်အဲ့ဒါကိုပထမအတားအဆီးနေကျွန်တော်ကြည့်ရမှာ။ဒါပေမဲ့ဒီကောင်ကို clean break မလုပ်နိုင်ဘူးဆိုလို့ရှိရင် reject လုပ်မယ်အဲ့မှာ shooting star ပုံစံမျိုးဒါမှမဟုတ်လို့ရှိရင် bearish and carving ပေါ့နော်ဒါမျိုးပေါ်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်8800အထိကိုပြန်အဆုပ်ကိုပြန်လိုက်လို့ရ။ Okay ဒါတော့ကျွန်တော်ထုံးစံတိုင်းပဲတင်ပေးပါနော်။ Okay တော့ဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်အများကြီးပြောစရာမရှိပါဘူးအဲ့တော့ DDP အောင်ကြည့်ပေးရကျေးဇူးအများကြီးတင်ပါတယ်ပတ်စံဝင်တဲ့နေလေးငွေဝင်တဲ့နေလေးဖြစ်ပါလိမ့်နော်